ဈေးဝယ်ထွက်လာတဲ့ကောင်းကင်တမန်တော်ဒီကမှာတော့ကောင်းကင်မှာမြင်ခဲ့ရတာမျိုးမဟုတ်ဘဲနဲ့ဈေးဝယ်စင်တာ CCTV ကင်မရာကနေရိုက်ကူးမိခဲ့တဲ့ရုပ်သံတစ်ခုကိုဆက်လက်ပြီးတော့တင်ဆက်ပေးကြပါတယ်ခင်ဗျာပရိသတ်ကြီးခင်ဗျာကျွန်တော်လူသားတွေဈေးဝယ်ထွက်ရတာကြိုက်တယ်လို့ကောင်းကင်တမန်တော်တွေဟာလည်းအဲ့ဒီຢာကိုနှစ်ချိုက်ကြတယ်ထင်ပါရဲ့ခင်ဗျာဒါကြောင့်လဲကောင်းကင်တမန်တော်2ကဒီလိုလူသူများတဲ့ဈေးဝယ်စင်တာတွေကိုစိုက်မြတ်ရောက်ရှိလာခဲ့တာပေါ့ဒါကတော့အင်ဒိုနီးရှားနိုင်ငံရဲ့ဈေးဝယ်စင်တာကြီးဖြစ်ပြီးသူတို့မှတ်တမ်းတင်ရိုက်ကူးမိခဲ့တဲ့ရုပ်သံတစ်ခုကြောင့်အင်တာနက်ပေါ်မှာဟိုးလေးကြော်ဖြစ်ခဲ့ရပါတယ်ဒီရုပ်သံထဲမှာဆိုရင်ရှေးခေတ်ကောင်းကင်တမန်တော်2ဟာအလေးနိုင်တဲ့သူစင်တာပေါ်ကိုရောက်ရှိလာပြီးချက်ချင်းပြန်တန်းပြီးတော့ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်သူရောက်လာခဲ့တဲ့နေရာမှာကလေးတချို့လည်းခုံပေါက်ကစားနေကြပြီးတော့သူ့ကိုမြင်တော့ကလေးတွေတောင်ဘာမှမသိပဲကြောင်သွားကြပါသေးတယ်ဒီထဲကရာတကယ်ပဲကောင်းကင်တမန်တော်ဖြစ်နေမလားဆိုတာရုပ်သံလေးကိုတစ်ချက်လောက်ကြည့်ပြီးခံမှန်းလိုက်ကြပါဦးခင်ဗျာပုံရမ်းမင်းကြီးကိုစားပြုတဲ့တမန်တော်ဒီကမှာတော့အလွန်စမ်းကြဲတဲ့ကောင်းကင်တမန်တော်တိမ်ဆိုင်တိမ်ခဲတွေအကြောင်းကိုပြောပြခြင်းပါတယ်တိမ်ရပုံစံမျိုးမျိုးနဲ့ရှိနေတတ်တာမလို့ဘာများထူးဆန်းနေလို့လဲဆိုပြီးပရိသတ်ကြီးတို့တွေးကောင်းတွေးမိပါလိမ့်မယ်ဒါမဲ့ဒီတစ်ခုကတော့လုံးဝကိုကောင်းကင်တမန်တော်ပုံစံမျိုးဖြစ်နေပြီးသူ့ရဲ့နောက်ွယ်ကဇလန်းကျောင်းကပို့ပြီးတော့စိတ်ဝင်စားဖို့တော့ကောင်းနေပါသေးတယ်ဒီဖြစ်ပက်ကတော့2013ခုနှစ်မတ်လ12ရက်နေ့မီယာမီဖလော်ရီဒါမှာဖြစ်ပျက်ခဲ့တာပါဒါပြင်ဒီလိုတမန်တော်ပုံစံတိမ်ဆိုင်တွေပေါ်ထွက်လာတဲ့နေ့ဟာရိုးရိုးတာမန်နေမဟုတ်ပဲပုံရမ်းမင်းကြီးဖရန်စစ်ကိုရွေးချယ်တင်မြှောက်ခဲ့တဲ့နေ့နဲ့တိုက်ရက်ထဲဖြစ်နေခဲ့ပါတယ်ဒါကြောင့်လူတွေဟာဒါပုံရမ်းမင်းကြီးအစ်စ်ပေါ်ထွက်လာမဲ့နမိတ်လို့ပြောဆိုနေကြပြီးတချို့ကတော့ဒါရိုးတာမန်တိမ်ဖွဲ့စည်းမှုတစ်ခုပဲဖြစ်တယ်လို့ပြောနေကြပြန်ပါတယ်ဆိုတော့ပရိသတ်ကြီးတို့ကရောဘယ်လိုထင်လဲဗျကောင်းကင်တမန်တော်၅ပါးပြန်တန်းနေတဲ့ရုပ်တံအထက်မှာကျွန်တော်ပြောခဲ့သလိုပါပဲကောင်းကင်တမန်တော်တွေဆိုတာတဘားတွေတွေ့ရဖို့တော့မှအလွန်ခက်ခဲပြီးတော့အခုပြက်ကတော့၅ပါးကိုတစ်ချိန်တည်းမှာတွေ့ခဲ့တာဖြစ်ပါတယ်ဒီရုပ်တံကိုတော့2005ခုနှစ်မှာမက္ကဆီကိုကပက်ထရိုလို့ခေါ်တဲ့ကောင်းကင်ကျေးသူ2ကရိုက်ကူးခဲ့တာပါဒီလူကဝါသနာရကောင်းကင်မှာ UFO ယင်တွေတွေ့ရနိုးနဲ့စောင့်ကြည့်နေတဲ့သူ2ဖြစ်ပြီးတော့အဲ့ဒီကလည်းထုံးစံတိုင်းကောင်းကင်ကိုကြည့်နေခဲ့တာပါဒါပေမဲ့ခါတိုင်းရက်တွေနဲ့မတူပဲ UFO လိုပုံစံမျိုးကောင်းကင်မှာတွေ့လိုက်ရတာဖြစ်လို့မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးထားလိုက်ပါတယ်သူကတော့ဒါကိုဂျိုးသားတွေလိုထင်နေခဲ့တာပါဒါပေမဲ့တေချာကြည့်လိုက်တော့မှဒါအဖြူရောင်လူ9ဦးပြန်တန်းနေတဲ့ပုံစံမျိုးဖြစ်နေပြီးသမိုင်းထဲကကောင်းကင်တမန်တော်တွေနဲ့အင်မတန်တူနေခဲ့ပါတယ်တချို့ကတော့ဒါဟာတိုက်ခိုက်ရေးရင်9စီးရှင်းမောင်းလာကြတာဖြစ်နိုင်တယ်လို့ပြောနေကြပြီးတိုက်ခိုက်ရေးတွေကဒီလောက်အနီးကပ်ရှင်းမောင်းလို့မရတဲ့အတွက်အဲ့ဒီကြံပြူချက်ကိုဖယ်ချလိုက်ရပါတယ်ဒါဆိုရင် UFO လည်းမဟုတ်တိုက်ခိုက်ရေးဂျက်လီယင်တွေလည်းမဟုတ်တဲ့ဒီຢာကဘာများဖြစ်နိုင်မလဲဆိုတော့ဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ပါဗျာဗလီကျောင်းကိုလာရောက်ဝေးပြုနေတဲ့ကောင်းကင်တမန်တော်ကျွန်တော်တို့တွေကမကြာခဏနတ်သားနတ်သမီးတွေထံကိုဆူတောင်းတက်ကြပေမဲ့သူတို့တွေကိုယ်တိုင်ကျွန်တော်ရဲ့ရှေ့ကိုရောက်လာလိမ့်မယ်လို့တော့တခါမှမတွေးမိကြဘူးလားဗျဒီဥဒ္ဒန်ထဲမှာတော့အဇာဘိုင်ဂျန်ကဗလီကျောင်းတစ်ခုမှာဝေးပြုဆူတောင်းနေသူတွေကြားကောင်းကင်တမန်တော်ပေါ်လာခဲ့တာကိုရိုက်ကူးထားခဲ့မိပါတယ်ဗီဒီယိုထဲမှာမြင်နေရသလောက်တော့လာဝေးပြုသူတွေအားလုံးအနက်ရောင်ဝတ်တွေကိုဝတ်ဆင်ထားကြပြီးတနေရာထဲမှာကွက်ပြီးတော့အလင်းတွေ